အားလုံးပဲပေါ့နော်ဒီနေ့မှာဆိုရင်ကိုလေးလက်တင်မှာဆိုတဲ့ထိုင်းစကားကတော့ကော်ဆိုတဲ့အရာနဲ့တွဲတဲ့ဟာပေါ့နော်ကော်ဆိုတဲ့အရာကထိုင်းလို့ဘယ်လိုပြောတာလဲဆိုတော့အရင်ဆိုတဲ့အရာကိုပြောတာပါဥပမာအရင်သွားနှစ်ไปก่อนအရင်လာနှစ်มาก่อนအရင်ကြည့်နှစ်ดูก่อนအရင်ဝယ်နှစ်ซื้อก่อนအရင်ပေးနှစ်ให้ก่อนအရင်ရွေးနှစ်เลือกก่อนအရင်မေးနှစ်ถามก่อนအရင်ပြောနှစ်พูดก่อนအရင်กระดอนနှစ်ไหว้ก่อนအရင်อยู่နှစ်เอาก่อนအရင်ไปနှစ်ปิดก่อนအရင်พูดနှစ်เปิดก่อนအရင်เทศနှစ်ใส่ก่อนအရင်เล่าနှစ်ทำก่อนအရင်ซ้าနှစ်กินก่อนဒီလိုပြောပါတယ်ကိုလေးမှာနောက်ထပ်ပြန်ပြန်တွေ့ဆုံပါမယ်